ကိုယ်စိတ်ရဲ့နာကျင်မှုတွေဝမ်းနဲ့အားငယ်မှုတွေထိခိုက်ညှိုးနှွမ်းရမှုတွေဟာသူများတွေစီကလာတယ်သူများကြောင့်ဖြစ်တယ်လို့ယုံကြည်နေခဲ့ဘူးတဲ့အချိန်တစ်ချိန်ရှိခဲ့ဘူးတယ်စိတ်ရဲ့ဖိန်းတွေ suffering တွေပေါ့သူကငါ့ကိုဒီလိုလုပ်တာ哦သူတို့ကဒီလိုမပြောလို့ဖြစ်တာသူကငါမကြိုက်တာတွေလုပ်တယ်လူတွေကငါ့ကိုမကြိုက်ကြတာငါခံစားရအောင်သူတို့ကလုပ်တာလေအစရှိတဲ့ဖြင့်တွေးမိတဲ့အခါရှိရနော်ဒီရက်ကတငယ်ချင်းတွေနဲ့စကားပြောရင်တကယ်တော့ပြဿနာဆိုတာကိုယ်မှာပဲရှိနေတာလို့ပြောမိကြတယ် The problem is with you တဲ့အဲ့စကားအတော်အထိနာစေတဲ့စကားပဲကဘာတောင်ပြောင်းပြန်လဲသွားတယ်လို့ပဲသူများကိုထိုးနေကြလက်ညှိုးကကိုပြန်ထိုးမိတဲ့အခါအောင်တသက်ဖြစ်သွားတဲ့ခံစားမှုမျိုးပေါ့ဒါပေမဲ့လူတွေရဲ့တဘောတဘာဝအရာကိုတာဝန်ယူဖို့ထက်တခုခုကိုအပြစ်တင်လိုက်ရတာလွယ်တယ်လေစိတ်သက်သာရစေတယ်မဟုတ်လားတကယ်ကတော့နော်ကိုယ့်ရဲ့အတွင်းအကြောက်လန့်မှု fears တွေစိုးရိမ်မှု worries တွေနဲ့ဘယ်လိုပုံစံနဲ့တုံ့ပြန်လိုက်မယ်ဆိုတဲ့ရှုထောင့်အမြင် perspective တွေကပဲလက်တွေ့ဖြစ်လာတဲ့ဘဝပြဿနာတွေရဲ့မူလအရင်းမြစ်ဖြစ်နေတတ်တာပါဥပမာလူတဦးကိုမယုံကြည်နိုင်တာသူ့အပြုမှုကြောင့်90%ပါနိုင်တာမှန်ပေမဲ့ကိုယ်စိတ်အတွင်းအတွေ့ရဲ့ပူပေါင်းပါဝင်မှု complexity of your thoughts ကလည်း90%ပါနေတာမျိုးဖြစ်တယ်ဘယ်ကိစ္စမဆိုဒီလိုပါပဲအပြင်ဘက်ကအခြေအနေတွေကိုပြောင်းလဲဖို့ဆိုတာခက်ခဲနိုင်ပေမဲ့ကိုယ့်ရဲ့အတွင်းတုံ့ပြန်မှုကိုတော့ပြောင်းလဲယူနိုင်တယ်ပြဿနာကိုမှရှိရဲဆိုတာကိုအဖြစ်တင်နေတာမဟုတ်ဘူးငါမှပြဿနာရှိရဲဆိုတာငါမှပြဿနာကိုပြုပြင်နိုင်တဲ့အခွင့်အလမ်းရှိရဲဆိုတာကိုပြောနေတာပါပဲတခြားသူတွေရဲ့အတွေးအမြင်တွေအပြောအဆိုတွေအပြင်ဘက်ကအခြေအနေတွေနဲ့ဘာမှမသက်ဆိုင်တော့ဘဝမှာကိုပြန်ချစ်ဖို့နားလည်ဖို့ကောင်းကောင်းအသက်ရှူဖို့နဲ့စိတ်ချမ်းသာဖို့ဆုံးဖြတ်ချက်ချနိုင်တဲ့သူကိုတာဝန်ယူနိုင်တဲ့သူဖြစ်ဖို့ပဲလိုတယ် Your outer world is a reflection of your inner world အဲ့စကားတကယ်အမှန်ပါပဲကိုယ့်ရဲ့အတွင်းထဲမှာရှုပ်ထွေးမှုလို့ခေါ်တဲ့ chaos တွေများနေကိုကြည့်လိုက်တဲ့နေရာတိုင်းမှာ chaos တွေရှိနေတတ်တယ်အတွင်းထဲမှာပြဿနာတွေများနေဘယ်နေရာကိုကြည့်ပြဿနာတွေပဲမြင်နေကိုအတွင်းမှာတည်ငြိမ်မှုချစ်ချင်းမေတ္တာနဲ့နားလည်မှုတွေရှိနေတယ်ဆိုရင်အပြင်ကကဘာကိုသုံးသပ်ပုံကြည့်ရှုပုံခံစားပုံလည်းမျှတလာတယ်ဒီနေ့ကစပြီးတယောက်ကကိုယ့်အတွက်ပြောင်းလဲပြီးဖို့စောင့်မနေချင်တော့ကိုယ့်ရဲ့ခံစားချက်တွေအဆင်ပြေအောင်တယောက်ကတခြားလေး treat လုပ်ပေးမယ့်အချိန်ကိုမျှော်လင့်မနေချင်တော့စိတ်တွင်းဘက်ကိုပဲလှည့်ပြီးအဖြေကိုရှာပါဒီအချိန်တွေဖြစ်ပျက်မှာငါစိတ်ကဘလောက်တိုင်းတာအထိခံစားချက်တွေကို contribute လုပ်နေတယ်လဲဒီလောက်အထိဖြစ်ဖို့ထိုက်တန်သလားကိုယ့်ရဲ့တုံ့ပြန်မှုတွေအတွက်ဘလောက်အထိတာဝန်ယူနိုင်တယ်လဲကိုယ့်ရဲ့ဘယ်အရာပြဿနာကိုပိုကြီးထွားအောင်ဖန်တီးနေရလဲဆိုတာတဖြည်းဖြည်းစူးစမ်းကြည့်ပါတကယ်ပြဿနာကိုအရင်မြစ်ကစားပြီးဖြေရှင်းခြင်းနဲ့ဆိုရင်အဲ့ဒီပြဿနာအစပြုရနေရကိုယ်တိုင်လည်းဖြစ်နေတယ်လို့ပါမော်ဟော်စီ